င်္ဂလာပါရှင်အခုပြပေးပါလေးကတော့မိုးကုတ်ခရမ်းဆွဲလေးပြပေးမယ်နော်မိုးကုတ်ခရမ်းဆွဲဒါအခုပြထားလေးဆိုလို့ရှိရင်ခရမ်းဆွဲပုံမှာဆွဲသီးအကြီးနဲ့အသေးနှစ်မျိုးရှိရယ်နော် size နှစ်မျိုးရှိပါတယ်ရှင်မမတို့ရေဒီဆွဲသီးလေးရဆိုလို့ရှိရင်အသေးလေးကဒါလေးက6000လေးရမယ်ဒါလေးက8000လေးရမယ်နော်အကြီးအသေးနှစ်ခုရှိပါတယ်ရှင်ဒါကနေ N925 မိုးပလင်ကိုအသုံးပြုပေးထားတာဖြစ်တဲ့အတွက်ကြောင့်အယောင်ကကြာရှည်ခံတယ်နော်ငွေပါဝင်မှုကသူက60ရာခိုင်နှုန်းထိပါဝင်တာဖြစ်လို့မမတို့အနေနဲ့ရေရှည်အသုံးပြုလို့ရပါတယ်ရှင်ဒါဆွဲတီးနေပါရှင်ခရမ်းဆွဲတီးနေနော်မိုးကုတ်ခရမ်းဆွဲစစ်ဖြစ်ကြောင်းအာမခံချက် certificate ထုတ်ပေးပါတယ်ရှင်အဲ့လိုမှမဟုတ်ဘူးမမတို့စစ်ချင်တဲ့ဆိုင်မှာစစ်ပြီးတော့မှမိုးကုတ်ခရမ်းဆွဲလို့မထွက်ဘူးဆိုလို့ရှင်လည်းမတို့ကိုမမေဘက်ကနေပြီးတော့မှငွေ100ခိုင်လုံးအပြည့်ပြန်အမ်းပေးပါတယ်ရှင်ဘေးဆိုင်မှာစစ်တဘာဝအတွင်းထွက်လို့ထွက်နိုင်မယ်နော်မထွက်ဘူးဆိုလို့ရှိရင်မထွက်ခဲ့ဘူးဆိုလို့ရှိရင်100ခိုင်လုံးငွေပြန်အမ်းပေးပါတယ်ဒါကကြတော့မမေအခုပြန်ဟာဒီကမိုးကုတ်ခရမ်းဆွဲနဲ့ကန်လေးပါရှင်တလုံးတည်းနေတော့အရန်လှရဲရှင်မတို့ဒါလေးကနေစက်တည်ရှိရဲ့နေအမျိုးသမီးတို့မျိုးလေးဖြစ်သွားလိမ့်မယ်နော်ခရမ်းဆွဲအရန်လှတယ်မြန်မာတွေကနေခရမ်းဆွဲအရန်ကြိုက်တယ်ဒီလားမြန်မာအသားရည်နေဆိုရင်ဒီခရမ်းဆွဲဆက်ကလုံးဝယူတဲ့နေမှာလို့ဒါမြန်မာအနေနဲ့ဆိုလို့ရှိရင်ယူတယ်မှာတရုတ်တရားတော်တော်များဒီခရမ်းဆွဲကိုမကြိုက်ကြဘူးဒါပေမဲ့ကိုရီးယားတော့ဒီခရမ်းဆွဲကိုတော်တော်ကြိုက်တယ်ဒါလေးဆိုလို့ရှိရင်မယူဒါလက်စွပ်လေးပဲကိုအရန်ကြီးရနော်ဒီလက်စွပ်လေးယူမယ်ဆိုလို့ရှိရင်ဒါလေးကနေ adjust ပါတယ်ဒါလေးကယူမယ်ဆိုလို့ရှိရင်မယူ8000လေးရမယ်ပဲဟောအကြီးလုံးကအကိတ်လုံးဝခြေမိုးကလေးဆိုတဟေးမကြီးဆိုင်အဲ့လိုခြေမိုးလို့ရတယ်ငွေနေဒီတစ်ဆက်လုံးယူလို့မှလေတစ်ဆက်လုံးယူရင်တော့မှဒါဆွဲတီးရဒါလေးယူမယ်ဆိုရင်ဒါလေးကခုနက8ဒါလေးက6000နော်ဒါလေးက6000လက်စွပ်လေးက8000နှက်ခမ်းလေးက8000အကုန်လုံးပြင်ယူရင်တော့မတို့ရဲ့2သိန်းစုံ2သိန်းလောက်ပဲရှိမှာနော်ဒါလေးယူမယ်ဆိုရင်ဒါလေးယူမယ်ဆိုလို့ရှိရင် CP မှာလာပြောလို့ရပါတယ်အယောင်ငွေချေပို့ပေးတယ် delivery ရောက်တဲ့မျိုးနယ်တိုင်းအယောင်ငွေချေပို့ပေးတယ်မှားမယ်ဆိုလို့ရှိရင်3-4ရက်လောက်ပဲကြာမယ်နော်မတို့ဒီကလို့လာပြီးတော့လူကိုယ်လာကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းမဟာအောင်မြေကြောင်ဝိုင်းမှာလာကြည့်လို့ရပါတယ်မမေတို့အမှရှိရနော်ဒါမိုးကုတ်ကြောင်မြတ်တနာအတွင်းထွက်တဘာဝအတွင်းထွက်ခရမ်းဆွဲလေးပါရှင်ဒါကလက်စွပ်နော်နှက်ခမ်းလေးတွေနဲ့ရှိသေးရမတို့ဒါနှက်ခမ်းယူမယ်ဆိုလို့ရှိရင်ကြိုက်တဲ့ဒီဇိုင်းယူဘေးဒီဇိုင်းယူ8000ပဒိန်အပါလက်ခအပါကိုမှ8000ဆိုတာတကယ်ကိုတန်တယ်နော်မတို့ဒီဟာကနေငွေပဒိန်အသုံးပြုပေးထားတာဖြစ်တော့တဲ့ကြောင့်ဒီပဒိန်လက်ခနဲ့တင်တန်တယ်မတို့ဒီခရမ်းဆွဲအရေးကိုကြည့်နေခရမ်းဆွဲအရေးဒီအရေးနဲ့ဒီပဒိန်လက်ခဒီပုံစံမျိုးကို8000လေးရတာအဲ့လောက်ထိဈေးကအရန်တန်နေလို့နေမိုးကုတ်အစ်စ်ကောဟုတ်ရဲ့လားလို့မယုံမရှိနဲ့နော်ဘေးဆိုင်မှာစစ်ကြိုက်တဲ့ဆိုင်မှာ